ဒီနေ့ကမြောက်လက်များရဲ့ပမာဏကိုသွားမယ်ဟုတ်ပြီနော်အဲ့တော့မြောက်လက်တွေရဲ့ပမာဏကိုကြည့်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်ပု္ပ္ပာနံပါတ်5 1 မီတာရှိသောဝါယာကြိုးအားတဲ့30 gram 4 တီလို့ပေးထားတယ်အဲ့ဒါဆိုရင်ဒီမှာသူနှိုင်းရှင်ခိုင်းတာက 1.2 မီတာရဲ့ 3.8 မီတာရဲ့ပြီးရင်နောက်တစ်ခုက1 မီတာရှိတဲ့ဝါယာကြိုးအသီးသီးရဲ့အလေးချိန်ကိုနှိုင်းရှင်ပါလို့ပြောထားတယ်အဲ့တော့ဒီမှာသူက1 မီတာအတွက်ကတော့30 gram လို့ပေးပြီးသားအဲ့ဒါဆိုရင်ဒီမှာကိုကပြန်ရှာမှဒီ1.2 မီတာရဲ့အလေးချိန်ရဲ့3.8 မီတာရှိတဲ့ဝါယာကြိုးရဲ့အလေးချိန်ရဲ့အဲ့နှစ်ခုကိုရှာပေးရမယ်ဟုတ်ပြီနော်အဲ့နှစ်ခုကိုရှာပေးပြီးတော့မှသူတို့ရဲ့အလေးချိန်တွေကိုနှိုင်းရှင်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပထမဦးဆုံးဒီမှာ1.2 မီတာရှိတဲ့ဝါယာကြိုးရဲ့အလေးချိန်ကိုရှာကြည့်မယ်ဟုတ်ပြီနော်အဲ့တော့1 မီတာမှာ30 gram ရှိတဲ့အတွက်မလို့ဒီမှာ30ဟုတ်ပြီနော်လိုချင်တာဒီ1.2 မီတာရဲ့အလေးချိန်ဖြစ်တဲ့အတွက်1 မီတာမှာရှိတဲ့30 gram ကို1.2 မီတာနဲ့မြောက်ပေးမယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒီမှာ30နဲ့1.2နဲ့ကိုမြောက်မယ်အဲ့တော့ဒီမှာအကျဉ်းထဲမှာချပြီးတော့မြောက်ကြည့်မယ်ဟုတ်ပြီနော်ဟောဒီမှာ30အဲ့တော့ဒီမှာ1.2ဆိုတော့ဟုတ်ပြီနော်အဲ့တော့ဒီမှာတစ်လုံးချင်းသွားရင်လည်းရတယ်တစ်ခါလေးမြောက်အဲ့တော့ဒီမှာ2 3ညာလီ3ညာ2 3လီ6အဲ့တော့ဒီမှာ1 3ညာလီ3ညာ1 3လီ3အဲ့တော့ဒီမှာ3ညာ6 3အဲ့တော့ဒီမှာတသက်မှဖြတ်မယ်တသက်မှနောက်မှာဒီမှာခဏတစ်လုံးပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့အပေါ်မှာတသက်မှမပါဘူးအဲ့တော့ဒီမှာတသက်မှတနေရာဖြတ်မယ်ဆိုရင်နောက်ကနေပြန်ပြီးစသွားမယ်ဆိုရင်ဒီမှာတစ်လုံးဆိုတော့ဒီနေရာမှာအဲ့ဒါဆိုရင်36တသက်မှ3ညဆိုပြီးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတသက်မှနောက်က3ညဆိုရင်မရင်းရင်လည်းရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာ36ပဲရင်းရပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်30နဲ့1.2နဲ့မြောက်တာဒီ36 gram ဆိုပြီးရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်နောက်ထပ်3.8 မီတာရှိတဲ့ဝါယာကြိုးရဲ့အလေးချိန်ကိုချမယ်အဲ့တော့သူ့ရဲ့အလေးချိန်ကိုချတဲ့အခါမှာလည်း1 မီတာရဲ့အလေးချိန်ဖြစ်တဲ့30 gram ကိုသူ့ရဲ့ဒီမှာအရှည်ဟုတ်ပြီနော်3.8နဲ့မြောက်ပေးမယ်အဲ့ဒါဆိုရင်ဒီမှာချပြီးတော့မြောက်ကြည့်မယ်အဲ့တော့ဒီမှာ73ညာလီ3ညာ73လီ24ဟုတ်ပြီနော်အဲ့တော့ဒီမှာ3ညဆိုတော့မမြောက်တော့နော်အဲ့ဒါဆိုရင်ဒီမှာလဲတသက်မကတနေရာပဲရှိတော့တစ်လုံးဖြတ်တော့ဒီမှာ24ဆိုပြီးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနံပါတ်ခခွေးမေးခွန်းလေးကိုကြည့်မယ်ဟုတ်ပြီနော်အဲ့တော့မြေတိကိန်းပြင်မြောက်လေးနဲ့30ထက်ပိုကြီးတော့ဒါမှမဟုတ်ရင်30အောင်ငယ်တယ်မြောက်လဲရမည်နည်းလို့မေးထားတယ်အဲ့တော့ဒီမှာတိကိန်းတွေက30တူတူပဲဟုတ်ပြီနော်အဲ့တော့နောက်ကဒီမှာမြောက်တဲ့ကိန်းကိုကြည့်လိုက်ဒီမှာဆိုရင်1.2ဆို1ထက်ပိုကြီးရယ်အဲ့တော့1ထက်ပိုကြီးတဲ့အတွက်ဒီမှာမြောက်လက်ကသူ့ရဲ့တိကိန်း